ထူချစ်ခင်လေးစားပါသောဘာပတိဖြစ်တော်မူတဲ့အင်းစိန်ဓမ္မဆရာတော်ဘုရားနဲ့တကွအားလုံးကြွားတော်မူလာကြသည့်ညီတော်တောင်တော်သံဃာတော်ရှင်မြတ်တို့ဘုရားယခုလို1000ကျော်မြတ်ရှိတဲ့သံဃာတော်ရှင်မြတ်တွေအောင်ဆန်းတဦးကြောင့်ဘယ်မှာစည်းဝေးကြအဲ့ဒါသိနမိတ်ကောင်းအဲ့ဒါသိနမိတ်ကောင်းနေတယ်နေရာရွေးမှန်သွားတယ်အောင်ဆန်းတဦးဘာတဦးလဲအောင်ဆန်းတဦးပါဗျာဒါကြောင့်သိနမိတ်ကောင်းတပည့်တော်89နှစ်တော့ရှိပါတယ်ငယ်ကဝါဒနာလေးတွေနည်းနည်းပြပေါ်လာတတ်တော်ဦးစီမျောလိုက်ပြန်တော့ရဲတခွန်တွေလေကစားကြွားတလူလူဝေအဲ့ဒါလေးမှတ်ရဝင်လာကြတဲ့ကောအောင်ဆန်းတက်ဦးเจ้าမှာအလန်းတလူလူတွေ့တဲ့ကပြီးတော့ကအတက်နေတာအဲ့ဒါကြောင့်နေရော်ရေးမှတ်နေနိုင်ငံတော်ရဲ့လွတ်လပ်ရေးကိုအသက်ပေးယူသွားတဲ့အောင်ဆန်းအမိခံတဲ့တက်ဦးတတ်တော်ဦးမှာရှိတဲ့ကျောင်းတိုင်းမှာဒီကနေ့ကျင်းပတဲ့အစည်းအဝေးအဲ့ဒါစကားပြောခွင့်ရလို့ပြီးတော့သိပြီးတော့မှန်တာတယ်ဂုဏ်လည်းယူပါသံဃာတော်1000ကျော်ကအစည်းအဝေးမှာစကားပြောပါဆိုတဲ့အခွင့်အရေးဟာဗမာနိုင်ငံမှာတစ်ခါမှမရဘူးဒီတစ်ခါပဲရနောက်လည်းရအောင်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ရှိဥစွာပြီးတော့လျှောက်ထားကျင်တာကပြီးတော့ပြောမယ်စကားဟာပိုင်း4ပိုင်း5ပိုင်းလောက်ဖြစ်ခြင်းဖြစ်သွားမယ်ပြောရင်ပြရင်ဂရင်းတွေ့ရင်6ပိုင်း9ပိုင်း10ပိုင်း9ပိုင်းလည်းဖြစ်ခြင်းဖြစ်မယ်ရှိဥစွာပြောကျင်တာကတော့အားလုံးဘုရားရဲ့တပည့်သားတန်ခါတွေသိခံတော်မူကြပါဆိုတာကိုရှိဥစွာပြောချင်ပါသိခံခြင်းရဲ့နောက်မှာတစ်ဆက်တည်းမရှိမဖြစ်တာကခွင့်လွတ်တော်မူကြပါဒီနှစ်ချက် great tolerance and the forgiveness it is the leading to successful of our aim and object သိခံခြင်းနဲ့ခွင့်လွှတ်ခြင်းဟာတပည့်တော်ရဲ့ရွယ်ချက်များအားလုံးအောင်မြင်ခြင်းအတွက်အခြေခံအုတ်မြစ်ဖြစ်ပါတယ်ဆရာတော်တော်မြတ်ညီတော်နောင်တော်များအားလုံးသိထားပြီးသားရသော်ဗျာနာလန္ဒနဲ့ရာဇဂိုအကြားခရီးသွားတော့နောက်ကတို့လိုပဲပြောလိုက်ရင်လူ2ယောက်ပေါ့လိုက်လာပြီးတယောက်ကဘုရားကိုတောက်လျှောက်ဘာတွေပြောလဲကဲ့ရဲ့သိန်းကျတင်းဆိုတာသိပြီသားမို့လို့ဒီလိုပဲပြောပြရစီလူ2ယောက်လိုပဲပြောပြရစီလူတွေပဲတို့တယောက်ကတော့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုပြောအဲ့ဒါတော်တော်ချုံးလိုက်ချီးမွမ်းခြင်းနဲ့ကဲ့ရဲ့ခြင်း2မျိုးပွင့်လာတဲ့ဘုရားမှာခံရတာဘာနဲ့ဘာခံရဘုရားပွင့်လာတိုင်းအကောင်ပြောလိုက်မယ်မထင်နဲ့နော်ကဲရတဲ့အုပ်စုရှိဘုရားပွင့်လာတာကောင်းတယ်ဆိုပြီးတော့ရှင်မွန်းတဲ့အုပ်စုလည်းရှိသုပိယောပိခောပြိပါဒကောရွတ်မနေပါတော့ဟုတ်လားအလုံးသိပါအဲ့ဒီမှာမြတ်စွာဘုရားပြန်မိန့်တာအဲ့ဒီငါဘုရားကိုယ်တော်မြတ်ကိုဗုဒ္ဓသဓမ္မသသံဃသအဝဏံဘာသတိဘဟုမတရားကဲ့ရဲ့ဆွဆွဲအတင်းဆိုတဲ့စကားတွေပြောနေတဲ့အခါမှာတုံမေကုပိတအနတ္တမတာကုပိတအမျက်ထွက်ကြမယ်ဆိုရင်အနတ္တမနာခံစားချက်တွေမသက်သာဘူးလို့ဆိုလို့ရှိရင်တုံမယေဝသတေနအန္တရာယောဒေါသထွက်ကြရင်
စိတ်ထဲမသိမသာခံစားနေရတယ်လို့ဆိုရင်တော့ဘာဖြစ်မှာတပည့်တော်တို့ရဲ့လုပ်ငန်းမှာအန္တရာယ်ရှိပါတယ်အဲ့ဒီအချက်ကိုသတိပြုတော်မူကြပါလို့ရှေးဥစွာဘုရားတပည့်လျှောက်ပါအမျက်ထွက်ခြင်းနဲ့ခံစားချက်နာကြည့်ခြင်းတွေရှိနေရင်လုပ်ငန်းတွေရဲ့အတားအဆီးအနှောက်အယှက်တွေဖြစ်တတ်ပါတယ်ဒါကြောင့်အားလုံးကိုသိခံတော်မူကြပါခွင့်လွှတ်တော်မူကြပါဘာတွေပဲဖြစ်ဖြစ်မြတ်စွာဘုရားကသုသာသနာစတင်တည်ထောင်ကြတဲ့ကဘုရားဖြစ်ပြီး9လကြာရာဇဂိုဝေလို့အောင်ရွှေเจ้าမှာသံဃာတော်1250တို့ရဲ့အစည်းအဝေးကြီးမှာဒိုရလဇန်တရက်မှာယဟန်ဖြစ်တဲ့သာရိပုတ္တမောက္ကလံကိုဒိုရလပြည်နေ့မှာဘာခန့်ဧကသာဝကခန့်သာရိပုတ္တမောက္ကလံတို့တဲ့စောပြီးတော့လစော၍ယဟန်ဖြစ်တဲ့ရသိညီတော်ရှင်တောင်တို့ပြစ္ဆွက်ကြီးတို့ရသနဲ့တကွာ6ကျိတ်တို့အဲ့ဒီမှာယာရုမရလိုက်ဘူးအဲ့တော့ဘုရားကသာသနာတည်ထောင်တဲ့ကမှာဖွဲ့စည်းပုံစနစ်ဒီသံဃာစည်းရုံးကြီးကိုအုပ်ချုပ်ဖို့သာရိပုတ္တမောက္ကလံပထမဧကသာဝကဒုတိယဧကသာဝကလို့တာဝန်ကြီးတွေပေးလဲရောသံဃာတော်ပေါင်း1250ဟာဘာလို့လဲငြိမ်ပြီးတော့လက်ခံတော်မူကြတယ်အဲဒါကြောင့်ခုအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအမြည်တက်ပြီးတော့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းရမယ်ရှင်သာရိပုတ္တရာရှင်မောက္ကလံ15ရက်မြတ်သာယဟန်သက်ရှိသေးတဲ့ပုဂ္ဂိုလ်တွေကိုယာရုကြီးပေးတော့1လ2လ3လ6လ9လစောပြီးတော့ယဟန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တွေကငြိမ်သက်စွာနဲ့အတီးပြုပေးသလိုပဲတာဝန်တွေကိုခွဲဝေပြီးတော့ခေါင်းဆောင်ရွေးချယ်တဲ့အခါမှာလည်းပဲပရမအကျင့်သံဃာအစည်းအဝေးကသံဃာတော်များခဲ့သို့အားလုံးသိခံခွင့်လွှတ်တော်မူကြပါသူနေရာတဲ့သူစွမ်းတဲ့ပုဂ္ဂိုလ်ကစွမ်းတဲ့နေရာမှာလောက်ကြအဲ့ဒီအချက်လည်းပဲအရေးကြီးတာလေးကိုပြီးတော့ထည့်ပြောပါတယ်ပြီးတော့မှယာရုကြီးတွေခန့်ပြီးတော့မှဘုရားကဗာပေးလဲဆိုတော့ခန္တီပရမန္တဘောတိဒိဋ္ဌာနော်သိက္ခာချင်းဟာကောင်းဆုံးပဲဒီလိုပြောပါတယ်အဲ့ဒါကြောင့်ဒီကနေ့မွတ်စလင်ကပဲဗာပြောခရိယာန်ကပဲဗာပြောတိုင်းမဂ္ဂဇင်းကဗာပြောသိခံတော်မူကြပါဒီမခံနိုင်ရင်ဒီတော့လုပ်ငန်းစေကြီးတရားလုံးမှာအန္တရာယ်ရှိနိုင်ပါတယ်သိခံခြင်းနဲ့ခွင့်လွှတ်ခြင်းကိုလိုက်နာကျင့်သုံးတော်မူကြပါဆိုတာပြီးတော့ခြေဥစွာတောင်းပန်မရစေသို့သောအဓိပ္ပာယ်ရှိတယ်အဲဒီမှာဓမ္မစရသုံးမှာတစ်ဆက်တည်းပဲစကားနှလုံးရှိပါတယ်အဘုဒ္ဒံအဘုဒ္ဒတောနိဗ္ဗေထေတမံအလုံးအဓိပ္ပာယ်နားလည်ပြီးသားပါဒီမှာလာပြီးစာချဖို့မလိုတော့ဘူးပါတယ်လေမဟုတ်ဘူးလို့ရှင်းရမယ်ဒါပြီးတော့ကိုယ်ပိုင်ခွင့်အရေးအဲ့ဒါ human right ပဲ human right ဟောတဲ့နေရာဒါလည်းဟောမှာမဟုတ်ရင်မဟုတ်ဘူးလို့ရှင်းရမယ်ဘူတံဘူတတော်ပฏิဇာတိတမံဟုတ်ရင်လည်းဟုတ်တာကိုဝန်ခံရမယ်လူဆိုးကလေး2ယောက်3ယောက်အမျိုးသမီးကလေး1ယောက်ကိုလက်လွန်စော်ကားလိုက်တဲ့အတွက်ကြောင့်ဒေါသကိုမထိန်နိုင်ကြတဲ့လူငယ်တွေလှုပ်လိုက်ကြတာဒီကနေ့ဖြည့်ရှင်းဖို့သိခဲ့တဲ့ရခိုင်မွတ်စလင်ရေခင်ကြီးတပည့်တော်ပေါ်လာတယ်မထိန်နိုင်လို့ဒေါသကိုမထိန်နိုင်လို့ဖြစ်ကြတာတပည့်တော်သံဃာတော်တွေမြောက်ပေးလို့ဖြစ်တာမဟုတ်အဲဒီကလူငယ်တွေစိတ်ပြီးတော့မျိုးချစ်စိတ်အလုံးပြင်းထန်တဲ့လူငယ်တွေမခံမရနိုင်ဖြစ်လို့အဲဒီကိစ္စဖြစ်သွားတယ်စတာကဘာလို့လဲနော်စတာကဘာလို့လဲအဲဒီကောင်းမယ်ဒီတော့ဘယ်တော့မှရမစဘူးနော်ဒီလိုပဲစလာသိခန္ဓာမူကြပါမိထီလာလဲတပည့်တော်တို့မစဘူးသူတို့ပဲစသိခန္ဓာမူကြပါဒါပေမဲ့
ဒေါသကိုမထိန်နိုင်ကြတဲ့လူငယ်တွေရဲ့လက်လွန်မှုကိုတော့တပည့်တော်တွေကဝိုင်းဝန်းပြီးတော့ထိန်သိမ်းပြီးငြိမ်းချမ်းအောင်ဆောင်ရွက်ပြီးတော့မူရန်တပည့်တော်တို့သံဃာတော်ရှင်များအားလုံးကိုတပည့်တော်အလေးနဲ့တောင်းပန်ပါတယ်တိုက်တွန်းပါတယ်တပည့်တော်တို့သံဃာတော်ရှင်များတွေက peace maker ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့ပုဂ္ဂိုလ်တွေဖြစ်သင့်ပါတယ်စုပုံမှုကိုလုံးစောတဲ့ပုဂ္ဂိုလ်တွေမဖြစ်သင့်ပါဘူးဒါပေမဲ့ဇူလိုင်1 ရက်နေ့မှာထုံးမဲ့တိုင်းမဂ္ဂဇင်းမှာHannah Beach ဆိုတဲ့အကောင်က Buddhist discipline is a violent in Burma သူရေးထားတယ်တိုင်းမဂ္ဂဇင်းတပည့်တော်ကဖတ်ထားပြီအချိန်ချင်းဖတ်ထားတယ်အင်တာနက်မှာရောက်စာအုပ်တော်ထွက်မလာသေးဘူးဘုရားဘာသာတွေသွေးဆူနေကြတယ်မဆူပါဘူးသွေးအေးပါPlenty of Muslim blood is being spilled. များစွာသောမွတ်စလင်တွေကတော့သွေးတွေတန်ယိုဖြစ်နေကြတယ်။အဲ့ဒါမြောက်ပေးတာရန်တိုက်ပေးတာအဲ့လိုရန်တိုက်ပေးတိုင်းမြောက်ပေးတိုင်းတပည့်တော်တို့စိတ်မဆိုးကြဘူးဒေါသမထွက်ကြဘူးတီရီငြိမ်ငြိမ်နဲ့အဘုဒ္ဓတော့နိဗ္ဗေထေတပ္ပံမောရင်မဟုတ်ဘူးလို့တပည့်တော်ရှင်းရမယ်ဟောရင်လည်းမဟုတ်တာကိုဝန်ခံရမြတ်စွာဘုရားပြစ်ပြီးတော့ဒေသစာရီလှဲ့ရင်းနဲ့ရသုလဇန်လောက်မှာဥရဝေလပြန်ရောက်ရသောဇန်တရက်ဥရဝေလကနေရာဇဂိုချီတက်တော့ရသုလပြည့်မှာရာဇဂိုရောက်ရာဇဂိုဆိုတဲ့မြို့ဟာဘုရားတဲ့စောစည်းစွာပေါ်ပေါက်နေပြီးဖြစ်တဲ့ဒိဋ္ဌိဆရာဂိုင်းဆရာတွေရဲ့ကြိုတင်ပြီးတော့နေရာယူပြီးသားနေရာအလုံးသိတော်မူကြပါတဲ့ဂိမ်းဆရာကြီး6ယောက်အလုံးနေရာယူထားပြီးပြီမြတ်စွာဘုရားကနောက်ကျမှဝင်လာတယ်အဲ့ဒါဂိမ်းဆရာ6ယောက်ကညှိပြီးတော့ဂိမ်းဆရာ6ယောက်တပည့်တော့ပြောဖို့မလိုဘူးနော်ဂိမ်းဆရာ6ယောက်ကညှိပြီးတော့မလုပ်ဗုဒ္ဓဂေါရမရာဇဂိုမဝင်နိုင်အောင်တို့ချဒီလိုဖြစ်ဒါပေမဲ့ကံကောင်းသွားတာမြတ်စွာဘုရားရာဇဂိုဝင်ပြီဆိုတော့ဗိမိသာရဘယင်ကြီးစီးကျူတယ်အဲ့ဒါကံကောင်းသွားတာဗိမိသာရဘယင်စီးလဲကျူရောခိုင်းဆရာ6ယောက်ဆင်ထားတဲ့အကွက်တွေတခုမှအကွက်မဝင်တော့ဆဲတဲ့ကောင်ကဆဲမယ်ခဲနဲ့ပြည့်တဲ့ကောင်ပြည့်မယ်ဒုံနဲ့ချတဲ့ကောင်ချမယ်ဒါပေမဲ့ဘယင်ကထွက်လဲကျူလဲရောခဲသမားရောဒုသမားရောဓာသမားရောအကုန်လုံးဒုတိဓာတ်တွေပြည့်ပြီးတော့လက်အုပ်ကလေးတွေချီးပြီးတော့ကျူတဲ့အထက်သူတို့ပါလာတယ်တတိထားတော်မူကြပါကျိုးတဲ့တဲ့သူတို့ပါလာငယ်ဆရာ6ယောက်ပြောတာဒါပေမဲ့ဘုရားသံဃာတော်တွေကြွဝင်လာတော့နရွက်နာကပ်ပြီးတော့ခတ်တိုးလေးတော့ကြီးညိုသလိုလိုနဲ့ရှောက်သေးတယ်ဘူနဟုသမနောဂေါရမောဘာလဲလဲဗုဒ္ဓဂေါရမရဲ့အဖွဲ့အစည်းဟာလူမျိုးတုံးအောင်လုပ်နေတဲ့အဖွဲ့တတ်နေတာမဟုတ်ဘူးသူတို့ပြောတာတော့တဏှာလောဘကိုအမြင့်ပြဖြတ်ပြီးတော့တောထွက်ပြီးတော့ယဟန်ဝယဟန်မဝတ်တဲ့အဖွဲ့ဟာလောကကြီးကိုပါလဲလေလူမျိုးတုံးအောင်လုပ်ဘူနဟုသမနောဂေါရမောကျဲကျဲလဲဆဲလို့မရခဲနဲ့လည်းပြစ်လို့မရတော့တိုးတိုးလေးပြောတယ်ဘူနဟုသမနောဂေါရမောအဲ့ဒါဆိုရင်ဘယ်သူတွေကမျိုးပွားအောင်လုပ်တယ်လဲလို့တွေးတော့မပြောလို့အောင်မျိုးတောင်းအောင်လုပ်နေမျိုးတောင်းအောင်လည်းမလုပ်ပါဘူးမျိုးပွားအောင်လည်းမလုပ်ပါဘူးဓမ္မလမ်းကြောင်းတိုင်းသွားနေတာပါနော်အဲ့ဒါကြောင့်လို့အရှင်ဘုရားများဆဲရင်လည်းသိခဏမှုကြပါခဲနဲ့ပြည့်ရင်လည်းသိခဏမှုကြပါဒုနဲ့ရရင်လည်းသိခဏမှုကြ
ရသော်ဗျာကောသံဘီပြည်ဝင်တော့ကလို့ပေါ့နော်ငယ်ချင်းလေးတွေမှတ်ရလို့ပါကောသံဘီပြည်မြတ်စွာဘုရား9ဝါမှာဝင်သွားတယ်နော်ဒါကတော့900မာဂန္ဒီကဘာလို့လူမိုက်တွေမြောက်ပေးစီယုံပိုက်ဆံပေးပြီးတော့ဘုရားနဲ့သံဃာတော်တွေကိုခဲနဲ့ပြစ်ပြီးတော့ဆဲခိုင်းတယ်နောက်ွယ်မှာရှိတယ်အဲဒါကြောင့်ရှင်ဘုရားမြတ်ညီတော်နောင်တို့များမျက်စိကျဲကျဲနားကျဲကျဲနဲ့အလုံးလို့ဖို့လိုပါတယ်မျက်စိကျဲကျဲနားကျဲကျဲနဲ့အလုံးလို့ဖို့လိုပါတယ်မျိုးအဝယ်ဘုရားနဲ့သံဃာကိုခဲနဲ့ပြစ်ဒုံးနဲ့ရိုက်ဆဲဆိုတော့အဲ့ဒီခဲပြစ်တဲ့ဒုံးရိုက်တဲ့နေရာလောက်သာကြည့်မနေနဲ့ခဲနဲ့ပြစ်ဒုံးနဲ့ရိုက်တဲ့အကောင်တွေရဲ့နောက်မှာဘာတွေရှိသလဲဆိုတော့သိဖို့လိုဘယ်သူရှိမာဂန္ဒီရှိတယ်နော်မာဂန္ဒီရှိတယ်အဲ့ဒါမြင်ဖို့လိုပါတယ်အဲ့ဒီမှာစိတ်ပြက်တယ်ရှင်အနန္ဒာကတော်ပြီဗျာဘောဓမီမဝင်ကြပါစို့နဲ့ကြွားကြစို့နောက်ပြန်လှည့်အောင်ရှင်အနန္ဒာစိတ်ပြက်လို့ပြန်လှည့်မလို့ပြောပြီးတော့လေပြန်ကဆင်းလာတာမကြသေးဘူးနဲ့9နာရီမှာသဘောစကားဆုံးစားလာတန်ဃာတော်1000ကျော်မျောနေတယ်ဆိုလို့အပတ္တရလာခဲ့တာအဲ့တော့ရှင်အနန္ဒာကပြန်ကြွမယ်ကောသမီမဝင်နဲ့တော့ခဲနဲ့ပြေဒုတိယရိတ်တဲ့အရာပြီးတော့ဝင်လို့မဖြစ်ဘူးဆိုတော့မြတ်စွာဘုရားကဒီမှာဖြစ်တဲ့ပြဿနာဒီမှာရှင်းpolicy ပြောတာတပည့်တော့နော်ဒီမျိုးမှာဖြစ်တဲ့ပြဿနာဒီမျိုးမှာရှင်းပြီးမှတို့သွားမယ်ဒီလိုမဟုတ်လားအဲ့ဒါပါပဲအဲ့ဒီဇတ်ကိုကိုးစိန်ကြီးကတယ်လေပါတိမြရင်နဲ့ကတယ်တော်ကောင်းတယ်ငယ်ကတော့တပည့်တော်ဆိုပြီးတော့အဲ့ဒါတွေပါတွေဟောဘူးတယ်ဘောဓံဘီဘုရားရှင်ကြွစဉ်ကရှင်အာနန္ဒာလျှောက်လိုက်ပါတယ်ဒေသနကမအကျယ်မာဂန္ဒီယယုတ်ဓမ္မသူ့အသွင်ပြင်ဘုရားကမကြိုက်တာကြောင့်သာမဝတိကလှုပ်တာတွေကိုကွယ်ဂယုတမေများစွာစိုက်တယ်လို့သာမဝတိကဘုရားချစ်တယ်လေဘုရားကျင့်တော့ဘုရားကိုဂယုဆိုင်မှာပေါ့ဒီကနေ့သာသနာရေးဝန်ကြီးဌာနမလိုတော့ဘူးလို့ပြောလာတဲ့အဖွဲ့အစည်းတွေရှိတယ်အားလုံးသတိထားရမူကြသာသနာရေးဝန်ကြီးဌာနဖျက်သိမ်းပေးပါစာတွေထွက်လာဘုရားဘာသာနိုင်ငံတော်လို့မကြေညာပါဘူးနော်ဘုရားဘာသာဝန်ကြီးဟာဘုရားဘာသာဆိုရဟာဘုရားသာသနာကိုထောက်ပံ့မှတုံတန်းစင်လာရှိပါတယ်အစ္စလာမ်နိုင်ငံမှာအစ္စလာမ်ဘာသာသီးသားနဲ့တရားဝင်ဘာသာဆိုတာတွေအများကြီးပဲအဲဒါကြောင့်သာမဝတိကလှုပ်တာတွေကိုကွယ်ဂယုတမေများစွာစိုက်တယ်လို့နောက်ပိုက်ကအဓိပ္ပာယ်ပါတယ်သာမဝတိကလှုပ်တာတွေကိုပဲဂယုတမေများစွာစိုက်တယ်လို့သူ့လင်ကိုသွားကတိုက်ပြီးဘယ်သူတိုက်မှမသိတရားဟောတာမဟုတ်ပါဘူးညာဘယ်လိုဆောင်ရွက်ကြမလဲဆိုတာလေးဒီကိုသတိပြုဖို့တပည့်တော်ဗုဒ္ဓဒေသနာကအကြောင်းအရာလေးတွေကိုပဲတပည့်တော်ကကျွမ်းကျင်လို့ဒါလေးပြောတာပါတခါရဲကောင်းကျွန်းလို့ဥပဒေတွေတော့တပည့်တော်ကမတို့နိုင်ရဲကောင်းကျွန်းပြောသွားလို့တပည့်တော်ကလေးနဲ့စွာတခါကြီးရဲကောင်းကျွန်းကိုဂုံပြုတယ်အဲဒီလိုဥပဒေကျွမ်းကျင်တဲ့ကော်မတီဝင်တွေဒီသံဃာဖွဲ့စည်းရဲ့နောက်မှာအနည်းဆုံး9ယောက်လောက်ပါမင်းနဲ့ကော်မတီရှိထားကိုလိုတိုင်းမြကစေစာသီကပြောလာခဲ့ရွှေမဲရိုက်ဆိုတာပြောလာခဲ့အင်တာနေရှင်နယ်နဲ့ဆိုင်တဲ့အမြင်ရှိတဲ့လူသံဃာပါမင်းနဲ့ကော်မတီ9ယောက်လောက်တပည့်တော်တို့ဒီသံဃာနောက်မှာရှိထားဖို့လိုတယ်နော်
အဲ့ဒါကြောင့်ခုနစကားလေးပြီးသားလိုက်အောင်သိခံခြင်းဆိုတာနဲ့ပတ်သက်တဲ့တလုံးပဲသာမဝရိကလုတ်တာတွေကိုကွဲကယူတမင်များစွာစိုက်တယ်လို့ပြီးတော့ပါလေသူ့လင်းကိုသွားကတိုက်ပြီးသူ့လင်းဆိုတော့ကောင်းမတရားကိုရှိရမယ်အကောင်တွေကလေးပဲဟိုမိမရှာလို့ဖြစ်နေတယ်သူတို့လင်းတော်လို့ရတာပဲမိမရှာစိတ်ပေါက်နေရင်လည်းသူတို့ကလည်းသွားပြီးလင်းတော်လို့ရတာပဲအဲ့ဒါသူ့လင်းကိုသွားကတိုက်ပြီးဘာလုပ်လဲနောက်တစ်ပိုက်ကဖယားမကိုက်ကိုရောမြတ်ကြီးကိုကွယ်ဆဲဆိုရေရွတ်တယ်တိုင်းမဂ္ဂဇင်းနော်တလုံးလောက်နည်းနည်းလေးဖတ်ပြပါရစေEvery religion can be twisted into destructive force. What so the land? Banda Diana, Biomian Bido, Lenya Bido, Domho, Slesa Bido. Yome Solusi, Banda Diana. Nanjayi in Azu Maho food, destructive force. A pet in Azu Yilu Bioning. There's not a force in the poison. Mother Diaria, a might Loda, a Yava, Mahofood, a Saint Ogine do the Lula Bioning. Daha Buddha Bada the Kuremo, Mother Dia, Alamo Sogata, the Star, Time magazine. Then, antithetical to it is a foundation. Now, it is Buddhism done. Digani Buddha Vadadi, Lure, Yen Chai Bega Nibido, Subu, Floksha, Longan Bego, beyond body. I made the Nayanda Bede Buddha Vadadi, Lurigo, a safe Bede Bego. Buddhism done, beyond body. That's Sogara. Era Shembiamia, International Outlook Shibu Lovare. Era Subujin Thonjania. Bajam Pilla the Lay Solution. Miazwada Johnny Rega, Erilu. The Reza Siari, Jane Siari, Megan Siari, Jump Pilla. Miazwada Johnny Rega, John the Good Piedelu, Digani, DCV, Mandivido got Dimbiaba. Raja Babia, Buddha Vadaha, Nin Chai Vegane, Subujime, Biami, Biobio. I made the Nayama, Bida Vegane, Vida, Sadi, Bida Vego, Biami, Biobio. Sian and I, Leo Daja, Daimabe. Lamariga, Gaunari, Low. Magani, Sore, Bibiaga, Duling, or Dwa Daitalo. Dwa Daitari, Shiga, Daiman, Dibido. The kind of Mujabo Jango, Alo Advido, Lenes or Leotava Fia. So the way Nalo say one A chance and the kind of Mubara without Uba. Majala Menafoma, the Menafoma. She without the Gabajo. And I choose a big and John. When looking at John would read on. Imia. Your job below she, below the Wesibo. The Babadi Peter Monet, you are master of Yaya. Sravia Pesa Pesa, the Viro Yalai the Chile, Mu Bada Dadana, Sang Shao Yi, Along Mamia do you jet, Along Mamia do Sata, Linedo. A sheep mule, you are Jenny, Samet, Simajedi, Pijam, Yarvida Kanza Divari. Those are Sagaloni. A mule Bada Dadana sounds of it. Sagaloni.
ပြီးတော့ပိဋကမှာကြည့်ရင်ပိဋကမှာမမီသလောက်ကလေးလက်လမ်းမီသလောက်လေးတစ်စေးလေးတည်းပြောရသင်္ကာလောဝါဒသုံးလောက်ကြည့်လိုက်ကုလဝန်တန်တပိတ္တိရှိပါဒါကြောင့်ဤရွယ်ချက်နဲ့ဒီအဖွဲ့အစည်းကိုဖွဲ့ပြီးတော့ဤစလုံးတွေကိုသုံးခြင်းဟာနာခံသာသောယဉ်ကျေးသောကွန်မွန်ဖြစ်သောလုပ်ငန်းအလုံးကိုငုံမိခြုံပြီးသောစကလုံးဖြစ်ဖို့ပဲလိုတယ်ရွယ်ချက်ဒီအလွန်ကောင်းနေဆိုတဲ့အကြောင်းညပြီးတော့အလေးနဲ့ဒီနေရာကပြောပါတယ်လုပ်ငန်းအလုံးနဲ့ငုံမိခြုံမိတဲ့စကလုံးကိုရွေးဖို့လိုမယ်ကုလဝန္တန်နုရခတိကုလဝန္တာနုရခလူလာရိခေကာလမှာရှိသားပဲဝန္တာနုရခိတသင်ဒါမျိုးတွေရှိဘူးပါတယ်သံဃာသမဂီဖွဲ့ဒါမျိုးတွေရှိပါတယ်ဒုက္ခဗုဒ္ဓနာမုပ္ပါတော့ရွတ်လိုက်တာနဲ့ဆုံးတာနဲ့ဒုက္ခသံဃတသမဂီသံဃာတော်ရှင်မြတ်အားလုံးညီညွတ်မှတပည့်တော်တို့နိုင်ငံချမ်းသာမှာအဲဒါကြောင့်စကလုံးကိုစီစစ်ရွေးချယ်ပြီးတော့အမျိုးဆောင်ဘာသာဆောင်သာသနာဆောင်နဲ့မကဘဲနဲ့နိုင်ငံတော်မှာဘာမဆိုဖို့ဘုရားပထိုးတွေလားယဉ်ကျေးမှုအမွေနဲ့နိုင်ငံရဲ့မြေကြီးလားဒါတွေကိုစောင့်ရှောက်တာတွေအကုန်လုံးငုံပြီးတော့ဝင်သွားတူကျင်းတဲ့စလုံးတစ်လုံးလောက်နဲ့ဒီစလုံးငုံမိအောင်အလုံးပြန်ပြီး steering committee ဆိုတာကိုစနစ်တကျဖွဲ့ပြီးတော့ steering ဆိုဥဆောင်လမ်းညွှန် committee တရားဖွဲ့ပြီးတော့ဖွဲ့စည်းပုံရဲ့စီကစီမင်းရဲ့စလုံးရွေးချယ်ပုံရဲ့အဖွဲ့ရဲ့အမည်နာမအဲ့ဒါလေးတွေကိုစနစ်တကျပြန်လည်စီစစ်ဆောင်ရွက်ဖို့သံဃာတော်ရှင်များအားလုံးရဲ့ရှေ့မှောက်မှာရောမဆောဘုရားကြီးကိုဘုရားပြီးတော့လျှောက်ထားပါတယ်ပြီးတော့လျှောက်ထားလို့တာအဲ့ဒီအချက်ကိုပို၍ပြီးပြင်းအောင်လျှောက်ထားခြင်းကဒီကနေ့သံဃာတစ်ထောင်ကျော်တက်တဲ့အစည်းအဝေးကြီးဟာတပေါင်းလားကဘာကြီးကလည်းငွေကြီးတဲ့တိုင်းလုံးကျုပ်ပြည်လုံးကျုပ်ကျင်းပတဲ့ဝန်ဆောင်သံဃာဖွဲ့အစည်းအဝေးကြီးနဲ့ခတ်စီစဉ်တူးတယ်အဲဒါကြောင့်ပို၍အရေးကြီးတဲ့အချက်တစ်ခုကရတော့ရခဲ့ဂိုင်းကနပေါင်းစုံညီညွတ်ခြင်းဖြင့်ဖွဲ့စည်းထားခဲ့တဲ့နိုင်ငံတော်သံဃာမန္တကအဖွဲ့ကြီးနဲ့တပည့်တော်တို့ဒီအမျိုးဆောင်အဖွဲ့ဟာဘယ်တော့မှဘယ်အကြောင်းကြောင့်မှမဆန့်ကျင်ဖို့အဲ့ဒါကိုလည်းပဲဘုရားပြီးတော့အလေးနဲ့တောင်းပန်ပါတယ်တစိတ်ထဲတောင်းပန်နဲ့တသွေးထဲတသံနဲ့နိုင်ငံတော်သံဃာမန္တအဖွဲ့နဲ့တပည့်တော်တို့ဒီအမျိုးဆောင်သံဃာဝန်သာနုရခဏအဖွဲ့နဲ့တပည့်တော်တို့ဘယ်လိုလက်တွဲမလဲဘယ်လိုသဘောထားညီညွတ်အောင်လုပ်မလဲတပည့်တော်တို့လုပ်သမျှကိုသံဃာနယ်ကဖွဲ့ကြီးကအထောက်ခံပေးမယ်သံဃာမန္တဖွဲ့ကြီးလုပ်သမျှကိုလည်းတပည့်တော်တို့ကထောက်ခံမယ်အဲ့လိုထောက်ခံမှုနှစ်ခုမပြုသေးမီမှာနှစ်ဖက်ဘယ်လိုညှိနှိုင်းမလဲဆိုတဲ့ပေါင်းစည်းညီညွတ်မှုဟာအရေးကြီးပါနောက်ဒုတိယအချက်တစ်ခုကတော့နှစ်ပေါင်းများစွာစစ်ဆိုးရလဲအောက်မှာနေလာကြတဲ့တပည့်တော်တို့နိုင်ငံဟာနိုင်ငံသူနိုင်ငံသားတွေဟာအခုစစ်ဆိုးရလဲအောက်ကလွတ်မြောက်ပြီးတော့ပါလီမန်ဒီမိုကရေစီစနစ်ကိုစမလို့ဟန်ပြင်းတောင်းရှိပါသေးတယ်နိုင်ငံတော်ဆိုရရဲ့ဒီမိုကရေစီစနစ်ကအလွန်နှုပါသေးတယ်ဘုရားကတော့ခြံတကားပိတ်ဝင်းတကားပိတ်အိမ်တကားပိတ်ရင်းမောက်ပိတ်လုံလုံချုံချုံပိတ်အပြင်ကကောင်းလဲထဲမလာနဲ့အထက်ကကောင်းလဲပြင်မထွက်နဲ့အဲ့လိုပိတ်ဆုပ်ပြီးတော့နေလာတာမှောင်လေးထဲမှာကိုတော့ရင်းမောက်လဲဖွင့်မိန်တကားလဲဖွင့်ခြံတကားလဲဖွင့်အကောင်ဖွင့်ပြီးဆို open door policy လုပ်လိုက်ရောထွက်ခြင်းတဲ့လူလဲထွက်ဝင်ခြင်းတဲ့ဥစ္စာလဲဝင်ချင်ရောရင်ရောပူဟရောကြွက်ရောအကုန်ဝင်တာအဲ့ဒီအခြေအနေမှာနိုင်ငံတော်ဆိုရကကရင်တွေကရားတွေကချင်တွေနဲ့ငြိမ်းချမ်းဖို့ကိုအကျိတ်နဲ့ဆွေးနွေးပြီးတော့ peace ငြိမ်းချမ်းရေး harmony ညီညွတ်ရေး the coexistence
အားလုံးလက်တွဲနေထိုင်ရေးဆိုတဲ့မူစနစ်ကိုတည်ဆောက်မလို့စနေတော့အဲ့ဒီရွယ်ချက်ကိုဖြိုခွင်းဖို့ဆိုပြီးတော့ခုဒါစလာတယ်လို့တပည့်တော်ကဒါယူဆတယ်အလုံးမမြတ်သောပြီးတော့နိုင်ငံတော်ရဲ့စီးလုံးရေးညီညွတ်ရေးနဲ့တိုင်းရင်းသားညီကိုမောင်နှမအားလုံးလက်တွဲနေထိုင်ရေးဆိုတဲ့မူကိုပြီးတော့ခုနိုင်ငံတော်ဆိုအသစ်ကစတင်နေတဲ့အချိန်မှာအဲ့ဒီစနစ်မအောင်မြင်အောင်အဲ့ဒီစနစ်ကိုဖြိုခွဲဖို့ဘာသာရေးလှုပ်ဆော်မှုဆန့်ကျင်ဘက်လှုပ်ဆော်မှုတွေဝင်လာတယ်လို့ဘုရားတပည့်တော်ကတော့တွေးတယ်အဲ့ဒီလိုရှင်များများတွေးတော်မူကြတယ်လာပြီးတော့လှုပ်ကင်လှုပ်တိုင်းတရုပ်ရုံနဲ့လာလှုပ်တိုင်းတပည့်တော်မလှုပ်မိကြဘူးအဲ့လိုလှုပ်ဆော်တဲ့လူတွေရဲ့လက်သုံးဖြစ်မသွားဘူးအားလုံးတပည့်တော်များအရှင်ဘုရားများသတိထားတော်မူကြရန်ရှိပါတယ်ဆိုတဲ့အကြောင်းလဲဒါလည်းအလေးနဲ့ပြောချင်ပါဖြစ်တဲ့ကိစ္စက incident မတော်တဆဖြစ်ကြတာတွေဒါပေမဲ့ဆိုတော့ဘုရားကမာဂန္ဒီလို့ပေါ့နော်သူ့လင်သွားတိုက်တာလေးတွေပါတယ်အဲ့ဒါလေးတွေပါတော့မတော်တဆဖြစ်တာလေးတွေကရွေချင်းနဲ့လှုပ်သလိုဖြစ်ကုန်ပြီးတော်မူကြပါလေဂျိုးပင်အားမဝမ်းဝင်အိမ်နေတာပဲဘာဖြစ်ဂျိုးကန်းကြောက်ကလေးကျိုးကြဂျိုးပင်ကဒီနေရာမှာအမြဲတမ်းရှိနေဘယ်တော့မှပေါင်းနေတဲ့ပင်မသိတက်တန်းရှိလာပြီ300 400 500ရှိဒီဝဝကဂျိုးပင်အောက်ရောက်လာတာ temporary ပါ invader ပါနော်ခဏတပြုတ်လာအိတ်တဲ့ကောင်သေကံကြောင့်ကြိုးချတာသူကဘာတွေးတမင်သက်ဂျိုးပင်ဆောင်နတ်ကငါ့ကိုသေကံကြောင့်နဲ့ပြစ်တယ်ရံညိုးမဖွဲ့သင့်သည်ကိုအကျယ်မချက်သင့်သည်ကိုအကျယ်ချက်တွေးခြင်းဟာလည်းပဲရိုင်းချမ်းရေးပျက်စီးခြင်းရဲ့အကြောင်းညီညွတ်မှုပျက်စီးခြင်းရဲ့အကြောင်းဒီကနေ့တပည့်တော်တို့နိုင်ငံမှာအဲ့ဒါမျိုးတွေခဏဖြစ်အဲ့ဒါတွေကိုတပည့်တော်တို့တွေကဝင်မပါမိဖို့နဲ့ဝင်ထိမ့်ပေးနိုင်ဖို့ရတပည့်တော်တို့အားလုံးဆောင်ရွက်ကြမှာဖြစ်ပါတယ်အဲ့ဒါမျိုးတွေဝင်ပါရင်ဘုရားတိုင်းမဲစင်းကရေးသလိုနော်သွေးဆူအောင်သွေးပွက်အောင်လုပ်တဲ့အထက်တပည့်တော်တို့ရောက်ပါမယ်အဲ့ဒါအရောက်မခံနိုင်ဖို့အရောက်မခံရဖို့အရေးကြီးဒီမဂ္ဂဇင်းတွေကတပည့်တော်တို့ကအဲ့ဒါထိုးဆွတ်အဲ့တော့ဝမ်းဝင်ကတွေးတယ်ဒီကျုပ်ပဲဆောင်တာငါဓမေသက်မနာလို့တကိုင်းနဲ့ချအဲငါလှုပ်တဲ့ကောင်ငါပြန်လှုပ်မယ်ဒီပိသားတွေပါဗျာသိခုတ်လာတဲ့အုပ်စုကိုသူကဖွဲ့တယ်အပေါင်းအသင်းဖွဲ့တယ်ဒီနေရာမှာတော့ပြောဖို့တော့ကောင်းတယ်ဘယ်အဖွဲ့ကိုသွားဖွဲ့ဘယ်အဖွဲ့ကိုအပေါင်းအသင်းသွားလှုပ်လဲသိခုတ်တဲ့ကောင်တွေနော်ဓာတ်တွေလွှားတွေနဲ့သိခုတ်တဲ့ကောင်တွေကမွေးနေတာတော်တော်လုံးအဲ့ဒါသွားပွေးတယ်ခင်ဗျားတို့ဘာရှာ what are you looking for ဆိုတော့တို့သိရှာတယ်ဘာလို့မလို့လဲလဲလို့ရင်တခြားသိရှာမနေနဲ့ဂျိုးသားအကောင်းဆုံးပဲတို့ဘင်းလှဲခွဲပြီးတော့ယူသွားကြဂျိုးမေဆောင်နတ်ကဘာဖြစ်လဲမခံနိုင်ဘူးခံနိုင်အောင်ခံမခံနိုင်ငါပဲလှဲပြတဲ့ကောင်ငါလည်းပြန်ချဂျိုးမေလှဲသွားတဲ့ကောင်အင်ဗိဒနော်ကျူးကျော်တဲ့ကောင်ငါပြန်ချဆိုတော့ဟိုသစ်ထမ်းသွားတဲ့ကောင်တွေလိုက်ပြီးတော့မေးတယ်ခင်ဗျာအဲ့သစ်ဘာလုပ်လဲလှဲလုပ်ဖို့လဲလို့ရင်ဗျာလှဲကဲအိမ်လေးဆောင်မန်းလေးနဲ့အကွက်ကလေးပါလေမလိုဘူးလားလိုတာပေါ့ဘာကောမလဲနှီးရရင်လည်းနှီးပဲထမင်းရရင်လည်းထရွက်ပဲထလျှော်လေးရရင်လည်းထလျှော်နဲ့ကွတ်တာပေါ့သရေနဲ့ကွတ်မှကောင်းတယ်ဘာသရေနဲ့ကွတ်ဝဲသရေကောင်းဆုံးပဲဝဲရေမင်းအိတ်နေတဲ့သစ်ပဲမင်းလှဲပြစ်တာ
မင်းသေဖို့သာပြင်အဲ့လိုမပြောလို့ပါသိပြီသားအကုန်လုံးဘာဖြစ်ကုန်ဝါဝင်လဲသေတယ်ကျိုးပင်လဲပျက်စီးတယ်ကြားကဘယ်ကောင်မြတ်ထွက်အဲ့ဒါသိရေးကြီးတယ်တပည့်တော်တို့သိဖို့ကြားကောင်တွေမြတ်ထွက်သွားမယ်နော်တပည့်တော်တို့တွေရန်ဖြစ်နေရင်ကြားကောင်တွေမြတ်ထွက်သွားမယ်လူမှုရေးဖွဲ့စည်းပေါင်းများစွာဒီနေ့ဝင်လာတယ်ငြိမ်းချမ်းရေးဖွဲ့စည်းတွေဝင်လာတယ်ရွှန်မဲတိုင်းအဖွဲ့တွေအများကြီးဝင်လာတယ်စေစာရေးအဖွဲ့တွေစုံစမ်းရေးအဖွဲ့တွေအများကြီးလာနေအဲ့ဒီကောင်တွေပဲမြတ်ထွက်တာဒီမှာတော့ဖုံနဲ့သဲနဲ့ရွှွနဲ့ခဲထဲမှာဒီလိုနေနေရအဲ့ကောင်တွေကတလကို9သိန်းတို့10သိန်းတို့15သိန်းတို့နဲ့ဓာရီဘန်းပြပြီးတော့သူတို့ပဲယူသွားကြအဲ့ဒါကြောင့်သိခုတ်သမားအမြတ်ထွက်မဲ့ကိစ္စမျိုးကိုယ်ဘက်ကနှစ်ဖက်စလုံးဆုံးရှုံးမဲ့ကိစ္စမျိုးကိုကြည်သိတော်မူ၍အချင်းချင်းအထင်မလွဲမမီဖို့သိငယ်တဲ့ incident ဆိုတဲ့မတော်တဆဖြစ်တဲ့ကိစ္စလေးကိုအကျယ်မချက်မိဖို့ဘုရားဘာသာခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဂျူးဘာသာနတ်ကိုယ်ကြတဲ့ဘာသာမင်းအားလုံးကိုပြီးတော့ဒီနေရာကနေအလေးလက်တောင်းပန်ပါရယ်သိငယ်တဲ့ကိစ္စလေးကိုအကျယ်မချက်သင်ကြောင်းဒေါသမဖြစ်တဲ့ကိစ္စကိုမဖြစ်စေလိုကြောင်းအားလုံးဒီအရေးကလေးခိုးပြီးတော့ဒီပင်ကိုမဖြတ်စည်းကြဖို့ဒီပင်ကိုစောင့်ရှောက်ကြဖို့အကြောင်းကိုပြီးတော့အလေးနဲ့တောင်းပန်ပါတယ်လျှောက်ထားပါတယ် peace harmony and coexistence တော့တရားရေးကြည့်ပါဒီခံခြင်းဆိုတာနဲ့ပတ်သက်လို့နောက်တစ်ပံနည်းလေးထပ်ပြီးတော့တပည့်တော်ပြောပြရစီဓမ္မစရာကိုတပည့်တော်ကလျှောက်တယ်တပည့်တော်ပြောဖို့အချိန်ဘယ်လောက်ပေးမလဲဆိုတော့စီ60တခွေစာမဟုတ်ဘူးတဲ့ဘယ်နှနာရီဘယ်လောက်ပြောတဲ့အဲ့လိုခွင့်ပြုထားပါတယ်အဲ့ဒါကြောင့်နည်းနည်းလေးပြောပြရစီပြီးတော့မူပြီးသားလေးတွေကိုတပည့်တော် apply လုပ်ထားအဲ့တော့ဗုဒ္ဓရဲ့တရားတော်ကိုစာရှိတဲ့ဖတ်ပြီးတော့ကြည့်ပြီးသိနေတာထက်လူလောကကြီးတွေကိုတထပ်ထဲလူနဲ့တထပ်ထဲပြည့်အောင်သုံးချဖို့တပည့်တော်ကတိုက်တွန်းတယ်အဲ့ဒါကို applying Buddhism ကိုဇတ်တော်လေးတစ်ခုပါမိုးကြမိုးလေးဖြောရွာလိုက်တော့လက်သမားထွက်ပြီးတော့ထဲထိုးထဲခဲကြီးအလိမ့်လိုက်အဲ့ဒီထေခဲအောင်မှာတိုက်လုတ်ပြီးတော့ဘီလုံးလေးသားပေါက်မိုးကဖြုံးဆိုရွာလိုက်ရက်လိုက်ထေခဲညာကပိုးတွေက humid ပေါ်တယ်အပူငွေ့တွေကြောင့်ကောင်းငင်ပြန်တက်ကြဘီလုံးလေးကလိုက်ဖမ်းတယ်စားဖို့ဘိုးကောင်းတဲ့ကောင်ကအပြန်ကောင်းတယ်ကောင်းကင်ကိုအမြင့်ကြီးပြန်တက်သွားကောင်းကင်မှာပေ1000 2000ထိတက်သွားတာဘီလုံးကလိုက်သွားဘီလုံးကထေခဲကြမှာနေတဲ့အကောင်နော်သိုးနယ်မြေတွေသူမနေဘူးဘယ်ရောက်သွားကောင်းကင်ရောက်မာအဂောစရိဘိခဝေစရထသကေပိဋိကေဝိသေရှိပါကိုယ်စိတ်ချက်ကိုကျက်စားအဲ့ဒါကြောင့်ကောင်းကင်တက်သွားတဲ့ဘီလုံးကောင်းကင်မှာဝဲနေတဲ့စွန်လေးတအုပ်ထိပ်ကစွန်တကောင်ကဒီကောင်လေးသူ့နယ်မြေသူမနေဘူးတို့နယ်မြေတွေရောက်လာပြီမစားတော့မတော့တော့အကောင်လေးပဲဒါပေမဲ့နယ်မြေကျူးကျော်တဲ့ကောင်ငါဖမ်းလိုက်မယ်စွန်ကဖမ်းလိုက်ကံကောင်းတော့စွန်ချီသေးကြားမှာခေါင်းလေးကထွက်ခေါင်းကိုချီသေးနဲ့မကုန်းမိကံကောင်းကျင်တော့အဲ့ဒါကြောင့်ကိုယ်နယ်မြေနဲ့ကိုယ်နေသူတို့ကပိုင်တဲ့ကိုကျူးကျော်ဆွာကားမယ်ဆိုလို့ရှိရင်စွန်ကကူဘာဖမ်းသွားပြီလဲအဲ့ဒါရှိတယ်
အဲ့တော့ဘီလုံးကဘာပြောလဲဆိုတော့ဩဆွန်ကြီးခင်ဗျကျုပ်ကထေခဲ့ကြနေတဲ့ကောင်ကျုံနယ်မြေထဲမှာဆိုကျုပ်စွမ်းအားရှိခင်ဗျနယ်မြေရောက်လာလို့ကျုပ်စွမ်းအားမရှိဘူးအဲ့ဒါကြောင့်ကျုပ်စွမ်းအားကိုသိကြည့်ကျုပ်ကိုထေခဲ့ကြပြန်ဖို့ကျုပ်စွမ်းဘယ်လောက်ရှိတယ်ဆိုတော့ခင်ဗျသိစီရစွမ်းကဒီကောင်အကောင်သားသေးတာမထီလေးစားစကားပြောတယ်အဲ့ဒါပဲနပရောပရနာတိမင်းကြီးထမမေ့တော့မမူရပါဘူးနော်နပရောပရနိကိုဘေးထပေးရင်နပရောပရနာတိမင်းကြီးထဘယ်အကောင်ကောင်မှထင်မသေးနဲ့ထင်သေးလို့မရဘူးဒါတော့စွန်ကဘီလုံးကိုထင်သေးကဲဒါဆိုသွားกว่าမင်းထေခဲ့ပြန်သွားထေခဲ့ကြမင်းဘယ်လောက်စွမ်းလဲငါလာခဲ့ထေခဲ့ကြပြန်ရောက်သွားသားလေးတွေအစာကျွေးထေခဲ့အောင်သားလေးတွေထည့်တာသူကိုယ်တိုင်လည်းစားရေတော့အတောင်တွေပါတယ်သူကလေ့ကျင့်ခန်းလုပ်လိုက်သေးတယ်အကောင်လုံး ready ဖြစ်ပြီဆိုတော့မှထေခဲ့ထိပ်ပေါ်မှာတဲ့မတ်တရနော်ပြောသည်စားကလေးကပြောသည်လို့ရှိတဲ့ကောင်ဒီတော့ကောင်းကင်ကဆွန်သူက challenge လုပ်တယ် now I am ready to fight ကိုငါတိုက်ဖို့ဆင်သင့်မယ်ဆွန်ကဒေါဖောင်းနေအဲ့ဒီလိုပြောလေလေဒေါဖောင်းလေလေပဲအဲ့ဒါကြောင့်သိခန္ဓာမူကြပါအဲ့ဒါပါမကမြန်းနဲ့အဲ့လိုပြောလာရင်ဆွန်လို့တော့မဖြစ်ဖို့ဒီလိုရေးကြည့်သိခန္ဓာမူကြပါအရှိန်အဟုန်ကိုအပြင်းထန်ဆုံးသုံးပြီးတော့ဆွန်တဟုန်တို့ထိုးဆင်းပြီးထေခဲထိတ်ကဘီလုံးကိုဖမ်းဘီလုံးကကြည့်ဆင်းလာပြီဆင်းလာပြီဆင်းလာပြီဘယ်နှပေရောက်ပြီဘယ်နှခက်ရောက်ပြီ၄ပေ၅ပေလောက်ရောက်မှဖြုတ်ခနဲ့ဆိုခုံချထေခဲအောက်ဝင်သွားသူနဲ့မြေပဲသူကျွမ်းကျင်တယ်နော်ဟိုကောင်ကအရှိန်မထိန်နိုင်ဘူးလေရှင်ပြားများစိတ်ဆိုးနေတဲ့အကောင်ဘာဖြစ်လဲအရှိန်မထိန်နိုင်ဘူးထိန်တော်မူကြပါဟုတ်လား over speed နဲ့ထိုးချဘီလုံးကထဲခဲအောင်ဖြုတ်ဆိုဝင်သွားပြီခုလည်းဘယ်ကောင်ဒီဘယ်တဲ့ဝင်းကောင်မလဲ over speed ဖြစ်တော်မူကြပါနဲ့ဒါရေးချီတယ် over speed ဖြစ်ရင်ဒုက္ခရောက်စွန် over speed ဖြစ်တာထေခဲနဲ့ရင်ပတ်နဲ့တိုက်ပြီးတော့လေတွေကထေခွဲကြမှာဒေါသမထိန်နိုင်တဲ့စွန်ဟာရင်ကွဲလို့သိတယ်ဗျာ over speed မဖြစ်ပါစေနဲ့တပည့်တော်တို့ရဲ့ဒေါသအပြင်းမထက်ပါစေနဲ့ထိန်တော်မူကြပါဒေါသဖြစ်အောင်ဟောဒီတိုင်းမကစင်းလို့ဘီလုံးကဆွသလိုဆွပါလိမ့်မယ်ဂျာနယ်တွေမဂ္ဂဇင်းတွေကဆွပါလိမ့်မယ်အသံလေးဌာနတွေကဆွပါလိမ့်မယ်သိခန္ဓာမူကြပါနော်အဲ့ဒါရေးကြည့်ပါတယ် over speed ဖြစ်သွားရင်ခံအဲ့ဒါကြောင့်ဒေါသကိုထိမ့်သိမ့်ခြင်းညီညွတ်ခြင်းလည်းရေးကြည့်တဲ့အကြောင်းခုနကပြောထားပြီတိုင်းလူပြည်သားလူများနဲ့9 သိန်းမြအရေးအတွက်ရှိတဲ့သံဃာဒူကြီးနဲ့ဗမာတက်မတော်အင်အားကြီးတစ်ခုလောက်ရှိတဲ့သံဃာ9 သိန်းပြီးတော့နိုင်ငံတော်သံဃာမဏကဖွဲ့ခိုင်းပေါင်းစုညီညွတ်ပြီးတော့ဖွဲ့စည်းထားတဲ့ဖွဲ့ကြီးတဲ့နောက်ပြီးတော့မှနိုင်ငံတော်အစိုးရနဲ့ဒီမိုကရေစီလမ်းကြောင်းကိုစတော့မယ်တပည့်တော်တို့အစိုးရနဲ့4 ဦးဟာအားလုံးဟန်ချက်ညီးနေဖို့သိရေးကြည့်ပါအဲ့ဒီ4 ချက်ဟန်ချက်မရရင်အာမအောင်မြင်လိမ့်မယ်မဟုတ်ပါပြီးတော့မကြခင်ကဂျနီဗာရောက်ဂျနီဗာကုလသမဂ္ဂဌာနချုပ်ရှေ့မှာကလထိုင်ကြီးတစ်လုံးမြင့်ကြီးတင်ထားတယ်ခြေတော့တစ်ချောင်းကျိုးနေတဲ့ကလထိုင်ကြီးဘာပြ4 ဘက်ညီပါစေညီညွတ်ရေးကိုပြောတာသံဃာတော်များသံဃာမန္တကအဖွဲ့နိုင်ငံတော်ဆိုရဒီနိုင်ငံဒီမြေကြီးကိုမျက်နှိုးတဲ့တိုင်းသူပြည်သားတွေအားလုံးဘာလို့လဲညီညွတ်ဖို့အဲ့လိုညီညွတ်နိုင်မှတပည့်တော်တို့ကဆရာတော်များပြောနေတဲ့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုတဲ့လုပ်ငန်းတွေကိုထိထိရောက်ရောက်အောင်မြင်မြင်
ဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်အဲ့တော့မြို့ဘာသာသာသနာစောင့်ရှောက်ရေးဆိုတာနဲ့ပတ်သက်လို့ပြီးတော့စာလေးတစ်ခုနည်းနည်းလေးဖတ်ပြပါရစေတိုင်းမဂ္ဂဇင်းကစာလေးပါပဲဘုရားဘာသာဝင်တစ်ခုလုံးဘုရားဘာသာလောကကြီးတစ်ခုလုံးကိုစောကားထားတဲ့စာတွေအများကြီးတွေကစာပဲကလေးတစ်ပိုက်ခမ်းမြဲမြဲတပြီးတော့ကြော်လိုက်မယ်လူရင်းလေးဖတ်ပါ Islam had already conquered Indonesia, Malaysia, Pakistan, Afghanistan. All these are formerly Buddhist land. Adilo, Shara Uwira Duga, Yore, Raja, Bamadangana, Elo Piedama, Soye Nere Sobido. Even without proof, Bahama that the Atautamashibene. Buddhist nations of fear. Buddhavadari Alaga, Muslim or Chowni Jari. Look at Muslim populations are increasing faster than their own. Elori. ဒီတော့ခုနကတိုင်းပြည်အာဖဂန်ပါကစ္စတန်အင်ဒိုနီးရှားစတဲ့တိုင်းပြည်တွေဖြစ်တော့ကဗုဒ္ဓဘာသာဖြစ်ဖို့တယ်အဲ့ဒါဟာယုတ်တိမရှိဘူးထောက်ထားမရှိဘူးလို့တကဘာလမ်းကိုဖြန့်ချီတဲ့တိုင်းမဂ္ဂဇင်းမှာဒီစာရေးဆရာရေးတယ်သိရသားနဲ့တမင်ခြံရေးတာလားမသိကိုမသိလို့ပဲရေးတာလားတလုံးမှမသိရင်လည်းပဲစာရေးဆရာလုံးမနေနဲ့တလုံးမှနားမလည်ရင်လည်းစာရေးဆရာမလုံးနဲ့အဲ့တော့တပည့်တော်ကဘာဖတ်ပြမလဲ Britannica Encyclopedia American Encyclopedia Wikipedia ဆိုတဲ့ Encyclopedia တွေမှာပြောထားတာပြီးတော့ထုတ်ထားပါတယ်အာဖဂန်နစ္စတန်ပါကစ္စတန်တို့ကိုမပြောဘူးပြီးတော့ရဲ့အနောက်နာကပ်နေတဲ့ဘင်ဂေါအဲ့ဒီအကြောင်းကိုပြောမယ်စာတွေကရှည်လွန်းလို့နှုတ်ကလေးပဲပြောပြရစီAD 950မှ980အထိGopala dynasty ပါဠနော်ရှင်ဘုရားများကိုဒီကလည်းပါဠပဲလောက်တာမဟုတ်လားအမျိုးဘာသာသာသနာစောင့်ရှောက်တာဆိုတာကုလပါဠဓမ္မပါဠရထပါဠဒါမျိုးလောက်တာAD 950ကနေ980အထိပါတယ်လေGopala dynasty ရှိဘူးတယ်ဒါမြင်အဲ့ဒါBuddhist country ဘယ်အထိကျေပြန့်တယ်လဲဆိုလို့ရှိရင်မြောက်ဘက်ဟိမောတာအထိဒီကနေ့ဘင်္ဂလားဒေ့ရှ်ကအလဲတောင်ဘက်ကဘီဟာနယ်ကြီးတစ်နယ်လုံးကဂေါပါလ dynasty ပါနောက်တော့ AD 980ကနေ981အထိလာပြီဓမ္မပါလ dynasty ပါဠနော်ဘာပါဠဓမ္မပါဠအဲ့ဒါလဲ Buddhist ပဲ AD 980အဲ့ဒီလောက်ကြောက်တော့မှအစ္စလာမ်ဘာသာတည်တော်နဲ့မူဟာမက်မွေးတာနောက်တစ်ခါဓမ္မ3ကတော့981မှ921အထိဧဝပါဠ dynasty ပါဠနေကြီးပဲမျိုးဘာသာသနာစောင့်ရှောက်ရေးဆိုတာခုမှလောက်တာမဟုတ်ဘူးအဲ့ဒီတုန်းကလောက်လာ
Now, Namali Mahapala dynasty, sorry, Mahipala dynasty. And I got Konya says shit, Edigani, the town thorns and the shitty Mahipala Lavi Basam, Yiji Sam. The saw you never people, and you saw you never people. Bada Dadana saw you never people. Basam, Yiji Basam. Philippine and down by me. Nipomias are the Bonta, so one as soon as Muslim state town be done. Telling and down by me with the Bonta say. Chorong I love the Babi. Muslim state Tamulu Juzani. Ba Yejila. Mahipala Lure. Mahipala dynasty go Konya Shima. The town loans and a shitty. Is the mother Bolabi? Any Namangama Ramapala dynasty. The town Konase Konema town Teya Neseti Ramapala dynasty Bapia. There are Pala means that the Alum good Vira Suzilo Yadala Instead Gubria Tongugane Sutara Yadala Nagu Shiba Pala Basa Amusa Bada Sound Dadana Sound now so Miyiba Sama Lupit now so Rama Bala Jara Urabada Bayangani Hindu Bayam Yangwa Bengalama, no? Any Hindu being keep. You know the Buddha was a Tangarori lebe. She did it. Tabi me. They need to say Chow Dynama, Camboza Dinosaur. Shit. Camboza Denga, Gamoriam Hope. Shambi Mohope. Iran, Turkey. There are Camboza die. Kulega encyclopedia Dogu Majiba. Eric Gamosa Denga. Turegi Mienzi Sitachi Willa. Town Dea Nese. All Islamabadawani. Urabada Nanga de Filegani, Hindu Nanga Shitty. Bengo the Kulum. Johnny, your Payari, your Pony, your Colonapia, Chemo, Piasibido. Beyond the later. Pala dynasty, Piap Bidoma, Bengala Chata. No? Erago the Time magazine Sayesia, Mathibula. The other than Babilu, beyond Lamiro Yadri. Erago, Digani, Divanga don Siwi and the Viro. Premium Tanda, Shocha, Manegala Shocha down in Bidon. We don't have any detail. That a boat detail, not a nail see we have. Another dignity, DCVG, we don't have D magazine and D Sayesia. Lanes on Shocha down. Do ye a sorry, Manamia, a con longo, the Viro, can't go down the Viro, Diniagani, Leotabare. The what do ye, Taru Koramuja? Pala dynasty job. Whatever the Bonojiriga believe they pit their banya. Bonojiri believe pit down. Yoye Eri Saisiaga. Gunaga to be other without proof. Bama they tell them a jibene. Dilu yo honey relo sobiro. Whatever the Logaji was so said that. Root the good video, then nearly pure. AD, the town Teya goes at the Nalanda University was a second PhD.
Bactrian Khilji attacked a Muslim conquest in India. India be the Kulongo, Duriga Muslim without decade. The town they are though. It's a seen by scholars, scholarly people. One of the reasons of the declining of Buddhism in India. India will be low Muravada Kwepiao Chenha, Era, a chong of Apshipat, Yedaba, Wikipedia. The Persian Persian historian Mihachi Siras, Pashaga, Iranga, the Mensia, Muravada Yira, the home. Pashaga, the Mensa, and the Yaga Yire. In his chronicle, those are Namele Babare, the Bakwat, the Pashan Bada, the Riago Mofada, the Bakwat Nasiri, Erisao, recorded the thousands of monks away, banned. Tambomias of the Pujidi, Nalana Degadurema, Misho Dakan. Ban alive. In thousands headed Tambomiaza, Kampia Karan. As killed trying to beat the uprooted the Buddhism. Buddhavada, Amit Pyo Om, Lukchara. So the mind is Shida. Mabilodi, Time magazine Saisha. Pama Yodi Mishibu Bajam Biwada. No? Ereja Shemiamia. Wenga Ubri Binya Shimia Pue. International outlaw, international. A John Yarigo, night show, Lila Biro. Jason and the Rain Topian Yi, Banya, to Tanga Pueli. Biro, Puesi Nama Shibu, Lobare, so that John Lego Pura. The John Yarigo, Papia Jenha. Time magazines are Asiago, the Viro Topian Jenta Pipa. Mussolini, go the Viro, Jan Topian Luda say that he's a guy who Biojam Hoba. Muslim nego Nilo Golorido, the Chimiano, the State, the Vito of Miranshit. And the Vito of Yore Chim, love Java. But Jadeva. The Nangaza Nanga Fue, Nangama Naga Fue, Nangana Sua. Then to be that. The Leudaruha, the Chongjo and the Galatang Lu, Alum, the Zayted, the one that they needed, the new ten, Chipo, Lobare. Hello, Lobare Sura, Digani, Nagasi, Chimba, Musa, Yore, no? Erago, Negara Suraga, Quenlo Taro, Machimba when they beat Taro. Time magazine at Damugo, Papiodi, Legio, da Padire. Time magazine at a deal or a kind of Yoniam. The Burma's democratization has also allowed extremists. Dilo Piore. Yama democracy Seneca, Dilo a song out Ponirigo, Quibuta. Tale Sogara. Era Nangarazo, policy go, but take Sogare magazine. De Saisia. The love by Pada counted, no? The Obaspi Piedamazo. The rain Yagrea. Idane Shapwe. We don't have Degadumaga, Idane down, she de Bogo, Idane night. Yuzu de Bogo, Biore Megone, Yuzu, Tutana to the Viro to the local. In other night be Shabes, Malaysia Doma. Maybe I'm a Bafa, Biampa, Matanya. And our baby was our son part, a bit of a point leading Mata. Mata the Boinga. 7 bone, no more love at Biwadi. Now see we Jamajana Sabium.
မလေးရှားသွားတဲ့ကိစ္စတော့သိကြမှာပါထောင်ထဲကျင်းထဲရောက်နေတဲ့ကလေးတွေ immigration ကဖမ်းထားတဲ့ penalty ကringgit 400ဆောင်းမှလွတ်ပေးပြီးတော့ immigration က pass လုပ်လို့အဲ့ဒီကလေးပေါင်း900လောက်အတွက်အမေရိကန်ဒေါ်လာ1သိန်းပြီးတော့ယူသွားပြီးတော့အဲ့ဒါဟိုမှာတပည့်3ယောက်ကဖွဲလေးဖွဲပြီးတော့အထခဲ့ပြီးကလေးတွေလွတ်မြောက်ရေးအတွက်တပြီးတော့အဲ့ဒါလောက်ဒီစည်းဝေးဆိုတဲ့အတွက်ခပ်မြန်မြန်ပြန်လာခဲ့တာမနေ့ပြန်ဆိုပြီးတော့စကိုင်းသွားပြီးစကိုင်းမှာမနေ့ပြန်နေကင်းချင်းထားတာတကူကပါလဲဆိုနာဂဒေသဖွံ့ဖြိုးရေးအတွက်ဆေးရုံ4ရုံနဲ့တက်တဲ့ကြောင်2ကျောင်းအဲ့ဒါဆောက်လုပ်ဖို့ရတဲ့ပစ္စည်းတွေနဲ့အလူငွေပေးတဲ့အစီအစဉ်ကိုစကိုင်းမှာမနေ့ပြန်ကချင်းထားတော့မနေ့စောစောပြီးတော့သွားအဲ့ဒါပြောလို့မကုန်းပါဘူးเนาะပြောမကုန်းပါဘူးပြောမဆုံးပါဘူးတော့3000ပဲအဓိကကြားတာတွေအလုံးပြောပြီးသွားပါပြီနေကောင်းတစ်ခုအနေနဲ့ပြီးတော့ပြောချင်တာကဘင်္ဂလားဒေ့ရှ်နိုင်ငံဟာရှေ့တော့ကဗုဒ္ဓဘာသာနိုင်ငံကြီးပါဗုဒ္ဓဘာသာနိုင်ငံနေပြီးတော့ခုနက AD နဲ့ပြီးတော့သိချာပြောထားတယ်နော်မဟိပါဠရဲ့လက်ထက်မှာရာမပါဠရဲ့လက်ထက်မှာဟိန္ဒူဘုရင်ဖြစ်အဲ့ဒီဟိန္ဒူဘုရင်ရဲ့လက်ထက်မှာတူရကီကမွတ်စလင်တွေဝင်တိုက်ပြီးတော့အကုန်လုံးပြောင်းသွားတာအဲ့ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကညီကိုမောင်နှမတွေအားလုံးဟာအလွန်သနာဖို့ကောင်းပါတယ်ပြီးတော့တို့ရဲ့ရှေးဟောင်းဗုဒ္ဓဘာသာညီကိုမောင်နှမတွေပါနတ္တိဘိက္ခဝေအနမတကေသံသာရိအညာတိပုပ္ပောဝါသန္တရမှာသွေးသားမဆက်ဘူးတာမရှိပါဘူးသွေးသားတော်ဆက်ခဲ့တဲ့ညီကိုမောင်နှမဟောင်းတွေဖြစ်လို့ကျိုးပင်အောက်လာပြီးတကြဲကြဲဖြစ်နေကြပုံပေါ်တယ်အဲ့ဒါတပြီးတော့အဓိကကြားတဲ့အချက်ဒီကိုပြန်ပြီးတော့ကောက်လုပ်ချင်ပါတယ်တစ်က4ခုညီညွတ်ရှင်ကလတန်ခြေတော့တစ်ချောင်းမှမကျိုးစေဘူးအဲ့ဒါကိုဒီတော့ညှိပြီးတော့လည်းညာသူရောမှာတိဋ္ဌိတွေစောကြီးနေရယူထားတယ်ဘုရားနဲ့တန်ခါကြွတော့ဘုရားကိုဘယ်သူဆင်းကြိုးလဲဗိမိသာရဆင်းကြိုးတယ်အဲ့ဒါကြောင့်ဒိဋ္ဌိတွေပါလဲအခွင့်အရေးမရလိုက်ဘယင်သာထွက်မကြိုးရင်ဘုရားအဝင်ဘလောက်ဒုက္ခဖြစ်မလဲကောသမီဝင်တော့ဘယ်သူကြိုးသေးလဲဘယင်ကဘယ်ဘက်ကပါတယ်ဟိုကောင်မဘက်ကပါတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ဘုရားကကောသမီအဝင်မှာဘယင်ဆိုတဲ့နောက်ခံဘက်ဂရောင်ကောင်းကောင်းမရလိုက်တဲ့အတွက်ကြောင့်မိမတယောက်ရဲ့စော်ကားခြင်းကိုခံလိုက်ရအဲ့ဒါကိုကြည့်ပြီးတော့နိုင်ငံတော်ဆိုရနဲ့တွဲညီညွတ်ဖို့တပည့်တော်သိရေးကြည့်ပါအဲ့ဒီချက်ပါနောက်တစ်ခုကတော့ဥပဒေပညာရှင်များအဖွဲ့ International ကိုသိတဲ့အမြင်နဲ့သံဃာတော်ရှင်မြတ်တွေနဲ့လူတွေအဖွဲ့ပြီးတော့မှအများကြီးလိုပါပါအရေးကြီးတဲ့ချက်ကတော့ထပ်ပြောပြရစီညီညွတ်ခြင်းနဲ့ခွင့်လွှတ်ခြင်းအဲ့ဒီနှစ်ခုရဲ့နေရာမှာအခြေခံအကျဆုံးကတော့သိခံခြင်းပဲဖြစ်ပါတယ်မြေကြီးပေါ်မှာဒီလူတွေယိုချတဲ့ချီးတွေအပြည့်ပဲမြေကြီးပဲတော့မှမတုံ့ဟုတ်ချီးတွေကုန်ကျုံပြပြီးတော့မစင်တွေကုန်ကျုံပြပြီးတော့လဲပြုခွင့်ရာသမကပန်းမင်တွေစိုက်ကျောင်းသားမတော်များတွေကျဲတော့ဒီမြေကြီးလှတယ်လို့ပြောတယ်ဒါမြေကြီးထပြီးတော့မဖက်ဘူးမနှမ်းလှကျင်တိုင်းလှမဖြစ်လဲမမက်မောစိုးကျင်တိုင်းစိုးစိတ်မပြတ်ရသော်ဘုရားကနာလန္ဒနဲ့ရာဇယုအကြာခရီးမှာဒါပဲပြောတာဒီစီဝေးကြီးမှာကဲ့အတန်နေအများကြီးကြားလိုက်မယ်စိတ်မပြတ်ကြပါနဲ့ရှင်မောတန်နေလေရလိုက်မယ်ဥရဖာရမလောက်ကြပါနဲ့ရှင်မွန်တိုင်းလဲကိုလူဟုတ်လိုက်မယ်လို့သိမမှတ်နဲ့ကဲရဲ့တိုင်းလဲပဲသူ့လူလို့သိမမှတ်နဲ့အသိဉာဏ်ရှိရှိနဲ့တပည့်တော်တို့ကဤဒီငြိမ်ငြိမ်အလုပ်လုပ်ဖို့လိုပါတယ်ပြီးတော့ဤကောင်းမှာတပည့်တော်နှစ်ခုပြောတစ်ခုကရာဇယကောသမီပြောပြီးတော့သာဝတိနဲ့ပြောဘုရားသာဝတိအနာတပင်လှူတဲ့เจ้าကြီးလက်ခံပြီးနေတော့
ရာဇယောကဒိဋ္ဌိတွေသာဝတိလိုက်လာကောသလဘယံသွားကတ်တယ်စေတော်ကျောင်းဘေးနားမှာသူတို့ကျောင်းဆောက်မယ်လုတ်ပုံကောသလဘယံကညင်းတယ်နောက်တစ်ချိန်တောင်းမှလည်းညင်းတယ်တတိယအချိန်ကျတော့ဘယံလက်ခံလိုက်တယ်ကျောင်းဆောက်မယ်သတိကြီးကြဒိဋ္ဌိကျောင်းနဲ့ဘုရားကျောင်းရှင်ဆောက်မြတ်စွာဘုရားကရှင်အနန္ဒာလွတ်တယ်ဘယင်ကြီးတွေ့မခံဘူးရှင်သာရိပုတ္တလွတ်တယ်တွေ့မခံဘူးရှင်မောဂလန်လွတ်တယ်မအားဘူးအလုံးများတယ်ရှင်းတော့ကလည်းအဲ့ဒါရှိတာတွေ့ကြပါလေမအားဘူးအစည်းအဝေးတွေရှိတယ်ဆိုတော့မတွေးလိုက်ရအောင်ဘယ်အားမလဲဗျဒိဋ္ဌိအုပ်စုကဘယင်ကိုလက်တသိန်းပေးထားအဲ့ဒါကြောင့်မအားတာအဲ့တော့တူတူချုပ်လိုက်တော့ဒိဋ္ဌိကြောင့်ဘုရားကြောင့်ပေးမှပေါ်လာနော်တန်တရားကိုဖန်တီးတယ်နော်သတိထားရမှုကြပါတပည့်တော်တို့လည်းဒါပဲသတိထားနေရဘာဖန်တီးလဲမြတ်စွာဘုရားကျောင်းတော်တွေကိုလူတွေမနဲ့စောစောဘုရားနာမည်ယာကုကမယ်လို့အဝင်းမှာဒိဋ္ဌိကျောင်းမှာညတုန်းကသိပ်ထားတယ်ပရပိုင်းမှာချောချောလေးကိုဇေတော်ကျောင်းနောက်ဖိဘကဝင်ပြီးတော့ရှေ့ရထွက်ခိုင်းဘုရားတကာကျောင်းတကာတွေကဟဲ့ဒီကောင်မလေးကျောင်းထဲကထွက်လာတယ်ဒါတော့ပဲညာဝိယအချိန်ညာဝိယတရားပွဲကြီးပြီးလို့လူတွေကျောင်းထဲကထွက်တော့အဲ့ဒီလှလှချောချောပရပိမလေးကိုကျောင်းရှိကနေဝင်ခိုင်းလိုက်ဟာအချိန်မတော်ကြီးဒီကောင်မကျောင်းထဲဝင်လာဘာဖန်တီးနေတာတတိထားကြနော်လူဝင်လူတွဲကြားလာပြီအဲ့တော့ဟက်ကောင်မမနဲ့စောကြီးထွက်ညမိုးချုံမှဝင်ဇေတော်ကျောင်းနေပါလို့တယ်လေမမေးကြပါနဲ့မမေးကြပါနဲ့ဒီကိစ္စဘာမှတော့ဟုတ်ဘူးဒါလေးပဲလူတွေတန်တရားကြီးထွားသွားပြီလေအဲ့ဒါကြောင့်အစည်းအဝေးလုပ်ရင်လုံခြုံဖို့နော်တိတ်ဆိတ်ဖို့နှုတ်ပိတ်ဖို့တိတ်အရေးကြီးတယ်ဒတ္တရဇတ်ဒုဒုပဇတ်ကပြောပြီးသားဘာမှမဟုတ်ပါဘူးမမေးရပါနဲ့လူတွေတန်တရားကြီးထွားလာတဲ့အချိန်မှာအဲ့ဒီဒိဋ္ဌိတွေကသူတို့ရဲ့ပရပိုက်မလေးကိုသူတို့ကိုယ်တိုင်တတ်တယ်တတ်ပြီးပါလို့လေကြောင်းပေးရမြောင်းထဲမှာမြုပ်ဘယင်သွားတိုက်ဘယင်ကြီးကမေးတယ်မင်းတို့ဘယ်နေရာတန်တရားဖြစ်တယ်လဲဇေရဝံကျောင်းသွားပြီဖြစ်ပြီးဒုက္ခအောင်စံတဦးဆရာတော်ကြီးတတ်တော်ဦးစီမျောလိုက်ပြန်တော့အဲ့ဒီသရှင်လေးနေရရင်ကောင်းမှာပါသွားပြီဘုရင်ကဟေ့ဘယ်မှာတန်တရားရှိလဲဇေရဝံကျောင်းတန်တရားရှိကန်ရှာကွာဘုရင်ကတတ်တွေထည့်ပေးလိုက်တယ်ခေလို့ပြောပလိတ်တွေထည့်ပေးတွေးပြီကျောင်းပေးမှလောင်းနော်အဲ့တော့ဘာပြောလဲဇေရဝံကျောင်းကဘုန်းကြီးတွေဒီကောင်မနဲ့ညပြောသွားပြီးတော့သူတို့တတ်ပြီးကြတယ်တမျိုးလုံးသတင်းလွှင့်9 ရက်လုံးပုရုဇဉ်သောတာပန်သဂရကံဒီရှစ်လုံးလို့ဆွမ်းမထွက်ရဘူးလေရှင်အနန္ဒကလည်းခဏခဏစိတ်ပြက်ကောသမီတို့ကလည်းစိတ်ပြက်ပြီးတော့မဝင်တော့ဘူးဆိုတော့သူပဲဘူးလည်းပဲဒါစိတ်ပြက်စရာကောင်းနေဘုရားသွားကြမှာဆိုမသွားနဲ့ဒီမှာဖြစ်တာဒီမှာရှင်းပြီးမှသွားမယ်ဘုရားဒီလိုလားနောက်ကြတော့ပေါ်ပါတယ်ဗျာသိပြီးသားတွေပါနော်ဘယ်သွားပေါ်လဲလူသားသမားတွေကိုဘုကောင်တွေကပိဿံပေးထားတာပေးထားတဲ့ပိဿံကိုဝေကြတာအရဲ့မှုဝေတော့အဝေမတက်တော့ကုန်ပေါ်တာပဲဒါပါပဲအဝေမတက်ရင်ကုန်ပေါ်သွားမှာပဲ
သူတို့ဝေပြီးတော့ယူနေကြတာဟာဘာကိစ္စညာကိစ္စယူမဲတဲ့ကော်မရှင်တွေဘာတွေညာတွေသူတို့အကုန်ယူသွားကြဒီကဘင်္ဂလားဒေ့ရှ်ကကလားတွေကတော့တဲတဲမှာလိုပဲနေရသူတို့ဝေယူသွားကြတာဆူနေတာတခုရှိတယ်နော်အိုပါလေ IC နော်59နိုင်ငံပါတဲ့အစ္စလာမ်နိုင်ငံများအစည်းအရုံးဒီလိုတော့ဗုဒ္ဓဘာသာကဘယ်နိုင်ငံအဲ့ဒီလိုအစည်းအရုံးဖွဲ့ပြီးပြီလေဖွဲ့ရသေးတယ်ကြာပြီလွန်ခဲ့တဲ့10 နှစ်လောက်တည်းကဘာကကစုံလာပြည်နေဗုဒ္ဓဘာသာအစည်းအဝေးတိုင်းမှာတပည့်တော်တို့ရဲ့ EC committee တွေစဉ်းစားကြWorld Buddhist Organization the World Buddhist Center တီထောင်ဖို့ဒီနေ့မှဆုံးဖြတ်ခြင်းကြားပြီးတော့အဲ့မှာ EC ကမ္ဘာဗုဒ္ဓဘာသာအစည်းအရုံးဌာနချုပ်ကိုဘန်ကောက်မှာထောင်လိုက်အဲ့ဒါကိုချီယာမင်းကတေဒီကုဆိုတော့လိုအပ်သလားမလိုအပ်သလားပြောပါဆိုတော့ပြီးတော့လည်းဒါချောင်းနေတာပြောလိုက်သိနောက်ချနေပြီလို့ခုလှုပ်ဖို့သိလို့ပြီဘုရားဘာသာရဲ့အစည်းအရုံးကြီးဟိုမှာအစည်းအရုံးထောင်ပြီးပြီလေ59နိုင်ငံပြီးတော့ဘုမစလှုပ်ကျင်နောက်တော့တကယ်မကြပါဘူးနော်59နိုင်ငံအစည်းအရုံးကြီးကနေပြီးတော့ဟိုဘာပြောလာမှာအားလုံးသတိပြုမျက်စိကျက်နားကျက်ဖို့လို့ဒီအဓိကရုံးနေမှာဗမာတမတော်ကထိန်းတာတွေမလုံလောက်ဘူးမလိမ့်တွေကလည်းပဲဟလားတပ်ပြနှိမ့်ဆက်နေတာတွေကိုကြည်နေတယ်ဒီလိုဆွဆွဲတယ်ဆိုတော့တတ်နေရေနိုင်ငံတော်အစိုးရကထိန်းတာမလုံခြုံဘူးလို့ပြောလာတာဟာရှိဘာတစ်ဆင့်တက်မလဲနော် United Nations ကလာထိန်းပေးပါလို့ပြောရင်ဘယ်လိုလုပ်United Nations ရဲ့အဆောင်အရှောက်အစုဝေးကြီးဖြစ်သွားလိုက်ကိုဒီစာရေးတဲ့ကောင်ကြည့်နော်သူပဲဘယ်လောက်ရထားလဲမသိဘူးနော်59နိုင်ငံသူဘာပေးထားလဲမသိဘူးနော် United Nations မှာမဲခွဲမဲ့ဆိုရင်ဘုရားဘာသာကဘယ်နှမဲရမလဲရှင်မရတို့ဒီကဓာတ်သည်တဲ့အရေးကြီးပါအရှင်နန္ဒမလာဘိဝန္သားရဲ့စာလေးကိုဖတ်ဒီကဓာတ်သည်အရှိသဖြင့်မျှော်ကြည့်ဖို့လိုပါတယ်မဲခွဲရင်ဘုရားဘာသာကအများအားရှုံးနေလိမ့်မယ် UN တက်ကဝင်လာပြီးတော့ဒါတွေကိုထိမ့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပါထိပါလာစရာချောင်းရှိတယ်အဲဒါကြောင့်မို့လို့ be united နော်အခုညီညွတ်ဖို့ be patient သိခါ be forgiving အားလုံးကိုလည်းခွင့်လုပ်ပါကိုယ်လုပ်တာကိုလုပ်ချပါအဲ့ဒါအရေးကြီးပါအဲ့ဒါကုန်းကသာဝတိနဲ့ပေးသားလိုက်ပါတယ်လေကိုယ့်ကိုလှုပ်ကြံတဲ့အမှုပဲသူတို့လှုပ်ကြံတဲ့အမှုပဲသူတို့ပဲပြန်ဖို့ဘယ်ကြမှာပေါ်သွားအဝေမတဲ့မှာပေါ်သွားတာအဲ့တော့တပည့်တော်တို့ကအဝေမတဲ့တဲ့နေ့အထိစောင့်ရမလားဘုရားတကယ်ဏိကုံးချုပ်ပါပြီဗျာဏိကုံးချုပ်တော့ဘာလို့လဲဒုံတိုင်းနဲ့လန့်စရာကြီးဗုဒ္ဓရှင်တော်သည်ခရစ်တော်တဲ့နှစ်600ကျော်စောတယ်အစ္စလာမ်ဘာသာကိုတည်ထောင်တဲ့မူဟာမက်သည်ခရစ်တော်နောက်မှာနှစ်600လောက်နောက်ကြတယ်လွယ်အောင်ပါသိအတိအကျမဟုတ်ဘူးအဲ့ဒါလောက်ဗုဒ္ဓနောက်ဆိုနှစ်1200နီးနောက်ချသီရိမဟာသောကမဟာရာဇာပေါ်ပေါ်တဲ့ခေ BC that century BC ပေါ့ခရစ်တော်တဲ့နှစ်200ကျော်စောပြီးတော့ဗုဒ္ဓဘာသာဒီကိုရောက်ပါတယ်ဗမာနိုင်ငံကိုရောက်ပါတယ်အဲ့ဒီသမိုင်းကိုဘယ်လိုမှဖျက်လို့ပြင်လို့မရပါဘူးဒါကြောင့်တပည့်တော်ပြောတာပါ ancient ethics ဒါကြောင့်တပည့်တော်ပြောတာအဲ့တော့အဲ့ဒီတွေဘလောက်ပဲလာပါဂျိုးပင်ကိုတော့မလှဲကြပါအားလုံးကို
နှစ်ချိုက်ပျော်ပျော်ရွှင်ရွှင်နွေးနွေးထွေးထွေးကြိုးဆိုပါတယ်လက်ခံပါတယ်ဒါကိုပြောလေကောင်းမှာသိန်တော်ကြီးကြောင်းတိုက်နော်ဘုရားသာသနာရောက်ခါစတဲ့ကသိန်တော်ကြီးသိန်6လုံးရဟန္တာသမုဒ္ဒရာသိန်6လုံးရှိကိုအဲ့ဒီတစ်လုံးရွှေကုံတော်မနာတစ်လုံးကျန်တယ်ကျန်တဲ့9လုံး10လုံးဘယ်ရောက်မလဲညာဆိုရင်သမိုင်းတပည့်တော်တို့ကြည်ညက်ဖို့လိုမယ်သိကြီးစိတ်မရှိခင်ကအဲ့ဒီနေရာမှာကြိုက်မြတ်တန်ချိုးစေတီတော်ကြီးစိုးလေဘုရားလောက်ရှိတယ်ကြိုက်မြတ်တန်ချိုးစေတီတော်ကြီးရှိပါအဲ့ဒီစေတီတော်ကြီးအနီးနားမှာစေတီငယ်လေးအများကြီးပဲစေတီလေးတွေကြားမှာထီးလေးတွေနဲ့ဗမာတွေဈေးရောက်ကြတယ်အင်္ဂလိပ်ဆိုရညာကုန်မျိုးလေကောင်မှာဈေးကြီးဆောက်ချင်တယ်ဆိုပြီးတော့မော်လမြိုင်ဈေးကြီးဆောက်ပြီးတဲ့ဆူလ်တန်ကုမ္ပဏီနော်သူကတောင်းဈေးဆောက်ခွင့်ပေးပါအဲ့ဒီနေရာပေးတယ်ကြိုက်မြတ်တန်ချိုဖယားမရှိတော့ကြိုက်မြတ်တန်ချိုနဲ့တူတူတခြားဈေးလေးတွေအကုန်လုံးသိကြီးဈေးထဲမှာပျောက်သွားတယ်ဒါပေမဲ့အဲ့သိကြီးတွေကဗလီကခုထိမပျောက်ဘူးညာညိုးနဲ့ပြောတာမဟုတ်ပါဘူးသမိုင်းကြောင်းတွေကိုအရှင်ဘုရားတို့တပည့်တော်တို့သိဖို့နဲ့လောကီဆောင်ကြတဲ့အခါမှာ human rights ဆိုတာဒီနော်ပြောရင်စေတီတော်တွေမပြောက်ကွယ်ခွင့်ဆိုတဲ့ human rights level ဘုရားဘာသာပရိဘက်မှာရှိရမှာပေါ့အဲဒါကြောင့်ဒီလိုသမိုင်းကြောင်းလေးတွေကိုလေးလာဆန်းစစ်ပြီးတော့အားလုံးနားလည်ထားကြဖို့ပြီးတော့ရဲ့ဒီဖွဲ့စည်းရဲ့နောက်မှာတခုခုပြောစရာလိုလာရင်သမိုင်းထောက်ထားခိုင်မာအောင်ပြီးတော့လုပ်ဖို့လိုလိမ့်မယ်အဲဒါကိုတင်ပြပါမယ်နောက်သမိုင်းတစ်ခုပြောချင်တာကတော့ဘင်္ဂလားပင်လယ်အော်ဟာမုန်တိုင်းထန်သိပါတယ်ဆိုင်ကလုန်းမုန်တိုင်းထန်တော့တန်ဃာတွေလည်းရေမျောကြကမ်းခြေမှာနေတဲ့လူတွေလည်းမျောကြရေမျောကန်းတင်တွေဟိုတိုင်းပြည်ဒီတိုင်းပြည်ရောက်ကြတယ်ပြီးတော့ကန္တာရကိုမတို့နိုင်ဘူးအစဉ်သင်းလှုပ်ထားပါတယ်ရေမျောကန်းတင်တွေအများကြီးပဲအဲ့ဒီထဲမှာသစ်သားပြားလေး2ပြားတပြားကို2ယောက်သားပိခိုးပြီးတော့မျောလာတဲ့ရေမျောကန်းတင်ဘင်္ဂလား2ယောက်လေပထုံမှာကတ်တာစားစရာတောက်စရာမရှိတော့ဘုန်းကြီးကျောင်းကခေါ်ကြွေးတာဘင်္ဂလားတွေဗမာပြည်တွေအစောဆုံးဝင်တယ်အဲ့ဒီကစတယ်လို့ထင်ပါတယ်ဘယ်မှာထမင်းစားဘုန်းကြီးကျောင်းမှာစားသွားတာဘုန်းကြီးတွေကြွေးထားအဲ့ဒီဘုန်းကြီးကလည်းအက္ခရာတွေအင်းနေအိုင်နေမာနမတရားတွေဝါဒနာပါတဲ့ဘုန်းကြီးဖြစ်နေတော့အဲ့ဒီကလားလေးနှကောင်တော်တဲ့ဆေးမြစ်ဆေးဥရှာရင်းနဲ့ဇောကြီးဖိုးဝင်းရုပ်ပြောင်းပြီးတော့ဟိုအရှင်တွဲထွက်သွားတဲ့ဇောကြီးတစ်ကောင်တွေ့တာအဲ့ဒါနဲ့အဲ့ဒီကောင်ကိုပိုင်းဖြတ်ပြီးတော့ဒီကလားလေးနှကောင်ကျွေးထားတာမောင်ဟောင်းလေးကအင်အားတွေပါဖြစ်လာဘုန်းကြီးပေးတဲ့အင်အားနော်ဟုတ်တယ်မလားဘုန်းကြီးကျွေးတဲ့သမင်းစားပြီးအင်းဒီအားတွေဖြစ်လာဘုန်းကြီးကစမ်းကြည့်တယ်ဖြာတစ်ချက်စာလောက်ရှိတဲ့ကြောက်ဖြာကြီးကိုမင်းတို့နှစ်ယောက်မဆန်းဆိုတော့ဟာလွယ်လွယ်နဲ့အလေးမှသလိုမချအင်းအားရှိတယ်တို့အောင်ပြောအဲ့ဒါဘယင်ကကြားပြီးတော့နန်းလူမဲ့ထင်ပြီးတော့ဒီကောင်တွေဖမ်းတတ်တာဘုန်းကြီးကဖွက်ထားဒါပေမဲ့တကောင်မိသွားတော့သေတယ်အဲ့မှာတကောင်ကတော့ထွက်ပြေးတော့ပကံရောက်ပုပ္ပါရောက်ပုပ္ပါကြတော့ပန်းတယ်မာကြီးတယောက်နဲ့အဲ့ဒီဗျတ္တဆိုတဲ့ဘင်္ဂါလီကလားလေးညားတာပန်းတယ်မာနဲ့ညားတာဗမာမနဲ့ညားတာအဲ့ဒီတွေကစညားတာခုထိဘာဥပဒေမှမရှိသေးဘူးလေ
Kuma Uyaganga Uri Bari, Timbiala. I don't know how I did with me life. And a mother Maya. Nicolalina do the Chandas, Nilo Jam. But you mean down, quint down. Now, Bamman said, Minonia, no Biada, and no none of Bansea. Biada Bansela, Shiba. No? No, no. Bansea, the Mayman, Biada, Yara, Cleania, Ya. Bansea, gone and gone here, so beetle. Sweeping old Nalon be like, I only there. Nija, so Sweeping should be a chiller. Leaving that Zalan is a cholam, any nagon, you are out. Being up Yade, Johnson, a moo time. A moo jables on Matamu, leader, not only said La Banya. Bayan Mura, James on Matamu, Bayade, Yamadikoni, over the woo. Bengla, Larelu, be open, Yade, Era and Ericoni, being up that. Edo, a damby yow yow. Any damby Ubrigo, Lisa, Lena Boyangada, Shubini, Shubing Edo, Madame Shiba, no? Shubini, Shubing Edo, you abuse the deal, Edo, went down with Shiba, no? Dava. Era down with Jiro, Babila Benga. May that be the Eddie, Bengali Galali, New York. Amariga Tana, Bamali, Tanarat. Chile chit. Yale Mianore. Bengali go chit down Mianorum, Eddie Rega Chita, goody chit down. Don't let Konamene Madurun Yabare. Paramola. A Ugama. Nabiodine, Odine, damn beetle. Shiko beetle. Go in the yard. Don't say Konameno Natema. Bengali Muslim Natnayapa. Aja Muslim Yigo Mount Mamia Kamia. Amaringa Erla Chilo, Erla Mianolo. In Uganda, Mido, Shiko, go away, tie. The Dambigo like Chichava, look, and I'll leave your beard. Nigo Choba.